ပြီးတော့ဒီမှာကျွန်တော်တို့နောက်လာပေါ့နော်ဒီလကရှာမအားလို့ရှာလာမောင်လေကျွန်တော်ဖုန်းဆက်တာလည်းနည်းနည်းတော့ကြာလို့လေဆိုတော့နောက်လာ5ချက်ရင်ပွဲတော်မင်္ဂလာ3ဆောင်ပြရအတွက်ပထမပတ်6ရက်နဲ့ position ထားတယ်အဲ့ဒီပထမပတ်6ရက်နဲ့မှာကျွန်တော်တို့ရဲ့ယေရှုခရစ်တော်ပြဖြစ်လို့လက်ဝါးကားတာမှာတဲ့ခံရတယ်လေဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်အဲ့ဒီလာနဲ့ဒီလပေါ့နော်Good Friday လာဖြစ်တဲ့အကြောင်းရှင်းပြထားမယ်လက်မှာကျွန်တော်ပထမဆုံးအပတ်မှာ6ရက်နဲ့မှာပွဲတော်မင်္ဂလာ3ဆောင်မယ်အဲ့ဒီမှာယေရှုခရစ်တော်လက်ဝါးကားတာမှာတဲ့ခံရအကြောင်းကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့ဒီလေအထူးချင်းပြီးတော့ဒီပဲဆက်ဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့အားလုံးတွေ့ပြီးဆိုတော့ကိုလိုတဲ့အခန်းကြီးဒီအငယ်7နှစ်ကနေ10နှစ်အထိကျွန်တော်တို့အားလုံးအတူတူကဖတ်ဆိုကြည့်အောင်အားလုံးဖတ်မယ်အလေးနဲ့တော့သက်ရှိမှုတို့ဤအမွေကိုအားလုံးဒီဆက်ဆံစားတဲ့ဒီကြောင့်ကျေးဇူးတော်ကိုဤမောင်မိုက်တို့မှာကတော့၍ချစ်တော်မူသောသားတော်ဤနိုင်ငံခဲ့တော်တွန်းတော်မူ၏ထိုသားတော်၏အသွေးအားဖြင့်အပြည့်ဝတော်မူခြင်းသောဇွေတော်မူခြင်းကိုငါတို့ခံကြ၏ထိုသားတော်သည်မြတ်မီရသောဘုရားသခင်၏ပုံသဏ္ဍာန်တော်ဖြစ်၏နေဝိညာဉ်တတ်တော်ဘောတော်၏လက်သားတော်မူ၏အတော်ကြပြပြရစီတာပြတ်ကောင်းကြည့်ပါစေခုလိုအချင်းကောင်းအခါကောင်းမှုပြင်ဆင်ပေးတဲ့ပြတ်ကလာရုံကြည့်ပါစေအားလုံးပြတ်ကောင်းကြည့်ပေးပါစေဒီနေ့ဆရာတော်ချင်တာကတော့ဗာလဲခရစ်တော်ရဲ့အသွေးအဖြစ်အပြစ်လွတ်တော်မူခြင်းတည်ဟူသောရွေးနှောက်မှုခြင်းကိုရွေးနှောက်တော်မူခြင်းရဲ့ကျေးဇူးတော်ကိုကျွန်တော်ခံစားရတယ်ဘာဖြစ်လို့ဒီရှင်ဘောလုကရွေးနှောက်ခြင်းကိုတုံ့ပြန်ပေးတယ်လဲကျွန်တော်တို့ကဲတင်ခြင်းတရားမှာဘာဖြစ်လို့ရွေးနှောက်ခြင်းဆိုရဟာစကလုံးကိုဘာဖြစ်လို့တုံ့တယ်လဲဆိုတာကိုကျွန်တော်ဒီနေ့ဆွေးနွေးချင်ပါတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့ FO ရအခန်းကြီး1အငယ်6နဲ့10ကိုလည်းဆရာနဲ့ဖတ်ချင်ပါတယ်ငါတို့ဒီယေရှုခရစ်တော်အပြင်တားအရာကိုရမယ်အကြောင်းအလိုတော်ရှိသောစေတနာအတိုင်းစေမစွတ်မီကခွဲခတ်တတ်မှတ်တော်မူ၏ဒီမှာစေမစွတ်မီကခွဲခတ်မှတ်တော်မူ၏ခတ်တင်သောတတိပညာတော်နဲ့လက်ရှုပ်၍ငါတို့နဲ့အတန်းထက်အလွန်မြောက်လာသောငါတို့ထက်အတန်းပူမြောက်လာသောကျေးဇူးတော်သည်ကြွယ်ဝပြီးဆုံးသည်နဲ့အညီထူသားတော်ရဲ့အသွေးတော်အဖြစ်အပြစ်လွတ်တော်မူခြင်းတည်ဟူသောဇွေးနှောက်တော်မူခြင်းကျေးဇူးကိုငါတို့ခံရကြ၏အဘယ်ဝရခန့်ကြီးတဲ့အငယ်ဒီ6ကနေရှိမှလည်းရှင်ပေါလုကပြောလဲကျေးဇူးတော်ကြီးမြတ်လာတဲ့မထိတ်မတန်ပဲနဲ့ဖျားသခင်ကကျွန်တော်တို့ကိုဇွေးနှောက်တော်မူခြင်းကိုခံရတယ်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဇွေးနှောက်တော်မူခြင်းခံရတယ်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကယ်တင်ခြင်းကိုခံရတယ်ကယ်တင်ခြင်းဆိုတာကကျွန်တော်ကျမတို့ဟာအပိယအခတရားကြောင့်တည်ရမယ်လို့ဖြစ်တယ်လူတိုင်းဟာကာယကဝစီကမနောကနဲ့ဘယ်သူမှမပြုတ်နိုင်ဘူးလောဘဒေါသမောဟနဲ့ဘယ်သူမှမပြုတ်နိုင်ဘူးကျွန်တော်တို့ဟာအာဒံကနဲ့အလူသားတွေအားလုံးဟာပြတ်တာဖြစ်ရတယ်ဒေဝိကပြောတယ်ငါဟာအမိဝဘက်ချက်ကနေအပိကိုကျူးလွန်ခဲ့တယ်ငါဘဝချင်းကလေးကအပိနဲ့ကျွန်တော်ဟာတရေတီရရဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီအပိတ္တဟာလူဖြစ်လာတဲ့အချိန်မှာအပိကိုကျူးလွန်ရတယ်ဆိုတော့ရှင်တခေဒေဝိကကိုကိုဝိုင်းခံရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လူသားဖြစ်လာတဲ့အတန်ဟာအမိဝဘက်ချက်ကနေမွေးဖော်လာတဲ့လူသားတွေအားလုံးဟာအပိတ္တဖြစ်တဲ့ဆိုတော့ကျွန်တော်တို့ဝန်ခံဖို့လိုတယ်တိဖို့လိုတယ်အဲ့ဒီအပိရဲ့အခါကပါလေတေချင်းတရားဖြစ်တယ်အဲ့ဒီအပိအခါတရားကြောင့်တေချင်းကလည်းယေရှုခရစ်တော်ကကယ်တင်ခြင်းဖြစ်တယ်အဲ့ဒါကယ်တင်ခြင်းရဲ့ဒီပဲကျွန်တော်တို့ကအပိတရားကြောင့်ထာဝရတေရမယ်ထာဝရငရေကလည်းကယ်တင်တာကိုကျွန်တော်တို့အပိအတွက်တေရမယ်ဆာယေရှုခရစ်တော်ကကျွန်တော်တို့အတွက်တေခံပြီးအဲ့ဒီအခါကိုကျွန်တော်တို့အတွက်ကယ်တင်ခြင်းဖြစ်တယ်ဟာလေလုယာဒီနေ့စကလုံးတစ်ခုတုံးလာတာကပါလေကျေးဇူးတော်အဖြစ်ကျွန်တော်တို့ကိုပြန်လဲပြီးတော့ဇွေးတော်တာဖြစ်တယ်ဆိုလိုချင်တာကပြန်လဲပြီးတော့ရယူတယ်ပြန်လဲပြီးတော့သိမ့်ပိတ်တယ်ဘာလဲကျွန်တော်တို့အဖြစ်ကိုလွတ်ပေးပြီးတော့အဲ့ဒီမှာပါလဲကျွန်တော်တို့ဒီစားအဖြစ်မဟုတ်တော့ဘူးကျွန်တော်တို့ဒုစိတ်အဖြစ်ကျွန်တော်တို့ကျိုးလို့နေတဲ့အဖြစ်ကိုအဲ့ဒီအသွေးတော်အဖြစ်ကျွန်တော်တို့ကိုကျေးဇူးတော်အဖြစ်ပြန်လဲပြီးတော့ဇွေးတော်တာဖြစ်တယ်ပြန်လဲပြီးတော့အဖြစ်ဖြစ်လွတ်ပေးတာဖြစ်တယ်ပြန်လဲပြီးတော့ခွတ်လွတ်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘုရားသခင်ကောင်းမြတ်ပါတယ်
ဒီနေ့ကျွန်တော်တို့ကြွေးကြော်တယ်ဘုရားသခင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့အပေါ်မှာဘုရားသခင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုအပေါ်မှာဘုရားသခင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့အတင်းတော်အပေါ်မှာဟုတ်ပြီဘုရားသခင်ကောင်းမြတ်ပါတယ်ဒါဆိုရင်ခင်ဗျားနဲ့ကျွန်တော်တို့မိသားစုကျွန်တော်တို့ကြည်ကအတင်းတော်ရောဘုရားအတွက်ကောင်းမြတ်ခဲ့တယ်လားဘုရားအတွက်ကောင်းမှုတစ်ခုခုလုပ်ခဲ့မှုတလားဒီတနေ့တွင်နေ့မှာလာပြီးတော့ဘုရားလာရှိခိုးတာတော့ဒါတစ်ခုတည်းပဲနဲ့ကျွန်တော်ပြီးဆုံးခဲ့တယ်လားကျွန်တော်တို့တနေ့တွင်နေ့တနေ့လာနေ့ကလည်းစနေနေ့အလောက်ထဲမှာရောအိမ်မှာကောဘုရားအတွက်ကျွန်တော်တို့အသက်ရှင်ခဲ့တယ်လားဘုရားအတွက်ကောင်းခဲ့တယ်လားဆိုတာလည်းရှင်းစားပါဟုတ်တယ်ဘုရားတခင်အမင်းကကျွန်တော်တို့အတွက်ကောင်းမြတ်ပါတယ်ဘာဖြစ်လို့လဲသူ့ရဲ့ကျေးဇူးတော်နဲ့ခရီးတော်တရားဟာမထိုက်တာလားပဲလေကြီးမြတ်လာတဲ့အဲ့ဒီကျေးဇူးတော်တရားကြောင့်ပဲကျွန်တော်တို့ကိုပြည့်တယ်ကျွန်တော်တို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါတော့ဘုရားကောင်းမြတ်ကြောင့်ကိုရှင်းစားတဲ့အတိုင်းမှာကျွန်တော်တို့ဝန်ခံနေတဲ့အတိုင်းမှာကျေးဇူးတော်ဘလို့ကြီးမြတ်လဲခရီးတော်တော်ဘလို့ကြီးမြတ်လဲချစ်ချင်းမတ်တာဘလို့ထားလေဆိုတာကိုကျွန်တော်တို့ပြည့်တယ်ပြီးတော့ရှင်းစားဖို့ရောမခန်းကြီး9နဲ့6မှာပြောလဲအပိတရားဟာအပိဒုစအပိကိုပုံမြတ်ပြလာတဲ့အချိန်မှာဘုရားသခင်ကျေးဇူးတော်ဟာပူပြီးတော့မြတ်ပြလာတယ်ပူပြီးတော့ကြီးမြတ်လာတယ်ဒါဆိုရင်ဘုရားရဲ့ခရုဏာကျေးဇူးတော်ကျေးဇူးတော်ကိုပူမြတ်အောင်ကျွန်တော်တို့ကအပိကိုပူပြီးတော့ဆက်လုပ်မလားရှင်ပေါ်လို့ပြောလဲမလုပ်ရတော့ဘူးဘာဖြစ်လို့လဲငါတို့အလက်ငါတို့ခြေငါတို့မျက်စိငါတို့အဆက်ငါတို့နားရီအားလုံးဟာယေရှုခရစ်တော်နဲ့အတူကျွန်တော်တို့တည်ခံပြီးပြီဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့ဟာယေရှုခရစ်တော်နဲ့ရှင်ပြန်ထမြောက်ပြီးပြီယေရှုခရစ်တော်ကကျွန်တော်တို့အပိတရားမဲ့အပိအတွက်အတည်ခံပြီးပြီကယ်တင်ပြီးပြီကျွန်တော်တို့ဟာအသွေးတော်အဖြစ်ကျေးဇူးတော်အဖြစ်ကျိုးလွန်ခဲ့တဲ့ဒုစရိုက်အားလုံးဟာဖိလွှတ်ပေးပြီးပြီပြန်နေရှင်တော်ပြီးပြီဆိုတော့ကျွန်တော်တို့ဟာယေရှုခရစ်တော်အတွက်ကျွန်တော်အသက်ရှင်ရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုသက်ရှင်ရမလဲဒီလောကမှာကိုယ်ခန္ဓာနဲ့တက်တဲ့ရှင်နေတဲ့အချိန်မှာဖျားမယ်နာမယ်ဆင်းရဲဒုက္ခတွေအမျိုးမျိုးကြုံတွေ့ရတာဘာဖြစ်လို့လဲဘုံတစ်ခုနဲ့ကျွန်တော်တို့မပြည့်စုံဘူးကျွန်တော်တို့ဟာယေရှုခရစ်တော်ကို face by face တဲ့ချင်းစာတွေ့တဲ့အချိန်မှာပဲယေရှုခရစ်တော်လို့ပေါ့နော်ဘုံတစ်ခုနဲ့ကျွန်တော်တို့ရှင်းပြထားမျိုးပြီးတော့နော်ပြည့်စုံတဲ့ခြင်းကိုဒီလောကမှာတော့တဖြည်းဖြည်းနဲ့ nation ကို revival လုပ်ပါတယ်ဒီနေ့ပြီးတဲ့နေ့ကျွန်တော်တို့အသက်တော်ကို revive လုပ်ရပြီပြန်လေးပြီးတော့သူထမယ်ပြန်လေးပြီးတော့သူပေါ်မယ်နော် revival ဆိုတာကနော်တခါလဲနဲ့စူတော်နာနဲ့တချင်းဆိုတာနဲ့ကားတာနဲ့ music နဲ့ကားနဲ့ခုံတာနဲ့မဟုတ်သေးဘူးဒီဟာလဲကောင်းပါတယ်အဲ့ဒါ relaxing ကောင်းမြတ်ပါတယ်ဒါပေမဲ့ revival ဆိုတာကကိုယ်ဘဝနေ့စဉ်နေ့တိုင်းမှာတဖြည်းဖြည်းတလက်မချင်းခရစ်တော်ဖက်အတွက်ဘုရားသခင်အတွက်ကျွန်တော်တို့ယုံကြည်ခြင်းအတ္တတာကိုတူးပေါ်စေဖို့ရတာ revival ကိုကြက်စားပါဖို့ဆိုချင်တယ် revival ဆိုတာ10 minute အတွက်မဟုတ်ဘူးတနာရီအတွက်မဟုတ်ဘူးကယ်တင်ခြင်းရပြီးမှယေရှုခရစ်တော်ကိုကူတိုင်းဘုရားသခင်နဲ့ကယ်တင်ပါရှင်အဖြစ်လက်ခံတဲ့နေ့ကလည်းစပြီးတော့ကျွန်တော်တို့ရဲ့အတ္တတာဟာတဖြည်းဖြည်းချင်းသွားလာလိမ့်မယ်ကျန်စာကိုတနမှာတနာရီမဖက်ရင်တော့မှအဲ့ရောက်ခါနေမှာ9 မိနစ်လောက်တစ်ပိုက်လောက်ပြရတော့မယ်ဆုမတော်မဲ့နဲ့မနေရတော့ဆုတော်နေဆိုတာသမင်းစားခါနေမှာဆုတော်တာမဟုတ်ဘူးနော်အဲ့ရောက်ကိုခါနေမှာဆုတော်တာလည်းဆုတော်တာမဟုတ်ဘူးနော်ဆုတော်နေဆိုတာကနေဟမယလူနော်ဒေနီယယ်လူအချင်းစီတွေမရှိဒီဖြစ်စေဘောနော်ကျွန်တော်အလောက်လောက်နေတဲ့အချိန်မှာလဲဖယားကိုအချိန်9 မိနစ်ပေးရမယ်3 မိနစ်ပေးရမယ်အဲ့ဒါကိုဆုတော်ခြင်းလို့ပြောတယ်ဘာသာပြောကြတာဘောနော်မိသားစုတစုမှာတဲ့အမေတန်သမင်းစားခါနေမှာအဖေပဲဆုတော်ခံနေဆိုတော့လေအဖေကလည်းဆုမတော်ချင်တော့စာရင်းရေးထားတယ်ဘုရားသခင်ကျေးဇူးတင်တယ်ဒီမနေ့အစားစာအတွက်ကျေးဇူးတင်တယ်ပေတနာတော်မူတဲ့ကြောင့်ကျေးဇူးတင်တယ်ယေရှုနာမနဲ့ဆုတောင်းပါယေရှုပြီးတော့လက်ကနေရေးစာရွက်နဲ့ရေးပြီးတော့နိုင်ရပါပါသမင်းစားစပွဲနာမှာကတ်ထားလိုက်တယ်အားလုံးထပ်ပြီးရှင်တော့အဖေကပြောလေဘုရားသခင်ဒီဟာပဲအဲ့ဒီစာရေးပြီးတော့ကတ်ထားတယ်ကိုလည်းထူပြတယ်အဲ့လိုပြောပြီးအဲ့ရဝင်ကနေမှလည်းဘုရားသခင်ဒီနေ့တစ်ချိန်လုံးဘုရားကကိုယ်ကမစားတဲ့ကြောင့်ကျေးဇူးတင်တယ်ဒီညမှာလည်းအဲ့စတနာပေတနာမူပါဆိုပြီးတော့ဆုတောင်းတဲ့ဟာကိုလည်းညတာအဲ့ဒါပဲဆုတောင်းကြတယ်မဟုတ်လားအဲ့ဒါကိုလည်းစာရွက်နဲ့ရေးပြီးမှကိုယ်ဟုတ်မနာမှာကတ်ထားပြီးတော့တွဲရဝင်ကနေမှဖုန်ဖွင့်ရင်းနဲ့အဲ့တော့မယ်ဆိုတော့ဖုန်ကိုထားပြီးတော့ဘုရားသခင်ဒါပဲအဲ့လိုမျိုးဆိုတော့ဆုတောင်းတာမဟုတ်ဘူးနော်ဆုလို့ချင်တာကစာကတ်ကြောင့်ကိုဆရာပြောချင်တာမဟုတ်ဘူးဒီတာပဲပုံမှန်ဆုတောင်းနေတဲ့ဟာကိုဘုရားသခင်ကဆုတောင်းတယ်လို့မပြောဘူးအဲ့ဒါကျေးဇူးတော်ချင်းမလားရှင်းလားဒီနေ့ကိုဘုရားသခင်ကကိုယ်ကမဆားတဲ့တော့ကျေးဇူးအဲ့ဒါတော့အဲ့ရောက်ခံပြီးတော့မှ
မပြောရယုံကြည်သူမဟုတ်တော့ဘူးဒီနေ့ဥဆောင်သူကပြောပြီးပြီလေကျွန်တော်တို့တကယ်ကြည့်ချင်းရပြီလားအဲ့ရဝင်ခါနေတော့မှစုမတော်တော့ဘူးအဲ့ရထခါတော့မှဖခင်တကယ်ကျေးဇူးတင်တဲ့စကားမပြောတော့ဘူးသမင်းစားခါတော့မှစုမတော်တော့ဘူးဆိုတော့ခရိယာမဟုတ်တော့ဘူးခရိယာမဟုတ်တော့ဘူးကျွန်တော်တို့ဒီနေ့မွတ်စလင်တွေဘုရားကြီးတော့တချက်ပါတာတော့မှအစားပဲဖခင်ကိုကျေးဇူးတော့မချီးမွမ်းပဲနဲ့သူတို့ကကျေးဇူးတင်စကားပြောရတယ်နော်ဆိုတော့အဲ့ဒီဟာလေးဒီကသူ့တော်နေလို့ကျွန်တော်တို့မှတ်တတ်တယ်ဆိုတော့ခရိယာအသက်တာမှာဖတ်ဖြစ်လာပြီး Bible ဖြစ်လာပြီဆိုတော့ဆုံးမတော်ပဲနဲ့မနေတာတော့ဒီကုခန္ဓာအသက်ရှင်တဲ့လူကအသက်မဆူပဲနဲ့မနေတာဘူးကျန်စာမများချင်းကျန်စာပြည့်နေတယ်လို့ကျွန်တော်ဆိုအဲ့တော့ဒီကုခန္ဓာအသက်ရှင်နေဆိုတာကအသက်ဆူတာဖြစ်တယ်အသက်ဆူလို့အသက်ရှင်တာမဟုတ်ဘူးနော်အသက်ရှင်လို့အသက်ဆူတာဘုရားသခင်ကကျွန်တော်တို့နှခေါင်းထဲမှာအသက်ကိုဝိညာဉ်ကိုမောက်သွင်းထားတဲ့အတွက်ကြောင့်အသက်ရှင်တော်တတ်ဖြစ်လာတယ်အဲ့ဒါဆိုအသက်ရှင်တော်သူကနော်အသက်ဆူရတယ်လူဟာတဲ့နော်အသက်မဆူဘဲနဲ့4မိနစ်ထက်မနေမနိုင်ဘူးလို့ပြောတယ်ယုံလာတော့မကြည့်ဘူးရီကူတက်တဲ့လူရှိလားဒီထဲမှာဘယ်နှမိနစ်မြောက်လာလဲအများဆုံး2မိနစ်3မိနစ်လောက်ပဲဖြစ်တယ်အသက်မဆူဘဲနဲ့လူဟာ4မိနစ်ထက်လုံးဝအသက်မရှင်နိုင်ဘူးဆိုတာလောကရဲ့သူ့တဲ့ဒနာကပြောတယ်ဆရာကမောင်ဇုံလားမယုံဘူးဆိုကျွတ်မှာရှိတယ်ယူလိုက်မခေါ်ပါနဲ့ခြိလိုက်မယ်တက်မဆူဘဲနဲ့လက်မနဲ့တေးမှာအဲ့ဒါမှလေလို့ပြောကြတယ်နော်ဆိုတော့ဒီကုခန္ဓာအသက်ရှင်ဖို့ရ4မိနစ်တက်မဆူရင်အသက်ဆုံးသွားနိုင်တယ်ဒါဆိုခင်ဗျားတို့ကျွန်တော်တို့ဟာဝိကင်ရေးရမှာအသက်ရှင်နေပြီဆိုတော့ဒီထမင်းစားခါနေအယောင်ခါနေမဆူတော့နေဆိုတော့အသက်မရှင်ဘူးပဲဟုတ်တယ်မလားကျွန်တော်တို့ဇာတိပဂတိကအသက်ဆူတာကဝိညာဉ်အဖြစ်ဘုရားထာမှာဆူတော့တာဖြစ်တယ်ဟာလေလုယာဘုရားထာမှာအသက်ဆူရမယ်ဘုရားထာမှာအမေတန်ရှင်းတန်ရမယ်အဲ့ဒါကဆူတော့ခြင်းပဲကျွန်တော်တို့ကုခန္ဓာအသက်ရှင်နေထမင်းမစားဘဲနဲ့မနေတာဘူး breakfast တော့မနော်မြမစားဖို့ဆိုတော့ကျွန်တော်တို့လည်းအဆီယမကကြီးနဲ့ဆောမတေဘူးမြတ်ကကြီးနဲ့မရှိဘူးဆိုတော့ဇာဖိခါနေနီနော်သုံးချိန်အနေဆုံးနေလေစားမနေနေတော့ချက်လာပြီးတနာရီနှစ်နာရီလောက်မှစားပြီးဆိုတော့ပွရှိတဲ့စကားများလာပြီမလားဒီကုခန္ဓာတဲ့တနေ့မှသုံးချက်အစားမစားဘူးဆိုတော့ကျွန်တော်တို့ညီဝေတယ်ဟုတ်တယ်မလားဒါဆိုရင်ကျွန်တော်တို့ဝိညာဉ်တော်မှာအသက်ရှင်နေပြီဝိညာဉ်ရေးရဖက်မှာအသက်ရှင်နေပြီဖခင်ဖက်မှာကဲတင်ချရပြီဖခင်ရွှေနှုတ်ပြီးတော့တာသမီဖြစ်ပြီဆိုတာဝိခံနေမယ်ဆိုရင်ကျန်စာမဖက်ပဲတဲ့ Facebook ပဲတစ်ချိန်လုံးဒီလိုလုပ်တာပါဒါဆိုခင်ဗျာတကယ်ဖခင်တာသမီဖြစ်လာဆိုတာကိုစစ်ဆေးပါကိုဆက်ချစ်ပါဒီနေ့မှာဖခင်ရဲ့နှုတ်ကပတ်တော်ပဲချင်းဖက်ဖြစ်ဘူးတဲ့ Facebook မှာတရီကောနာထောင်းကောင်းပါလေ YouTube မှာတရီကောနာထောင်းကောင်းပါလေဒါပေမဲ့စိတ်ဝင်စားစွာနားထောင်ခဲ့တယ်လားအဲ့ရေးနဲ့နားထောင်ခဲ့တယ်လားအဲ့ဒါလည်းရှိတယ်အဓိကကောင်းတာကတော့ကိုစားတာကောင်းတာပဲเนาะအဲ့ဒါကြောင့်အနေဆုံးတဲ့နေ့မှာကျမ်းပိုက်ကိုတပိုက်တော့ဖတ်ပါเนาะတမျက်နှာမှာဖတ်နိုင်တော့မတပိုက်တော့ဖတ်ပါအသက်ရှင်နေတယ်ဆိုတော့အဲ့ဒါကျမ်းစာဖတ်ရမယ်နံပါတ်1စုတော်ရမယ်ကျမ်းစာဖတ်တာကစားတာเนาะဆိုတော့နောက်ဆုံးမှာဘာတစ်ခုဖြစ်လဲဝိညာဉ်ရေးရမှာအသက်ရှင်တဲ့လူကဘာဖြစ်လဲဒီလားဒီလိုပြောမယ်ကျွန်တော်တို့ဒီဇာတိပုဂ္ဂိုလ်တိကအသက်ရှင်နေတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလဲလောက်လဲလှောက်ရှားတယ်နော်ကျွန်တော်တို့မလှောက်ရှားဘဲနဲ့မနေနိုင်ဘူးဆရာတော်မတရားဟောတဲ့အချိန်မှာလက်ဒီလိုမဆိုင်မနေနိုင်ဘူးလေအသက်ရှင်တဲ့လူကိုမလှောက်နဲ့မထအဲ့လိုမနေနဲ့ဆိုကလေးတွေကိုပြောကြည့်2မိနစ်တော့မခံဘူးလူကြီးတဲ့လူပဲခံရင်းနဲ့ပဲခုဆရာတရားဟောခြင်းနဲ့လေလူငယ်တွေမပြောတဲ့လူကြီးတော့မှဟုတ်တယ်လူလည်းနေလေအဲ့လိုနေလေအဲ့လိုရှာမြင်တာလေဟုတ်တယ်မလားပြောချင်တာကအသက်ရှင်တဲ့အတွက်ကြောင့်ပြောချင်တာဟာလေလုယာအဲ့ဒါကြောင့်ဝိညာဉ်ကြီးရမှာအသက်ရှင်နေတဲ့လူကဖျားဖက်မှာလှုပ်ရှားရမှာအဲ့ဒါပါလေနံပါတ်1ဖျားကြောင်းကိုလာဖျားကြောင်းလာကိုလာရမယ်ကျွန်တော်ဟာကတင်ချရပြီဖခင်တာတမီဖြစ်ပြီဆိုပြီးမှဖခင်ကြောင်းလည်းမတော်ချင်ဘူးဆိုတော့အဲ့ဒါတော့တန်တရားရှိတယ်သူရဲ့ယုံကြည်ခြင်းကရှင်တန်တော်ယုံကြည်ခြင်းလား
သူရဲ့စက်ကပ်မှုသူရဲ့ပဲဆက်မှုကရှင်းတတ်တော့ပဲဆက်ချင်တာကျွန်တော်တို့မှာရှင်းစားမှုလို့ရတယ်ဘုရားကြောင့်လာတဲ့အချိန်မှာဘာလုပ်လဲချီးမွမ်းတယ်ဟာလေလုယာဘုရားကိုချီးမွမ်းတယ်ကျေးဇူးပဲဘုရားကိုကူးကွယ်တယ်ကျွန်တော်တို့ဆုတောင်းတယ်ဒါတော့မကဘူးဘုရားကကျွန်တော်တို့ကိုကောင်းချီးမင်္ဂလာပေးတဲ့အခါလေးကျွန်တော်တို့နော်အနေအမြတ်မဟုတ်ဘူးတော့တဲ့ချက်ပြပြငါချက်ပြပြကျေးဇူးတော်ကြောင့်ဘုရားကကျွန်တော်ကိုပေးသနာတော်မူတဲ့ကြောင့်ဘုရားကိုပြန်ပေးရမယ်ဆိုရဲဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မတော်ဒီဘုရားရဲ့ကျွန်သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်ရဲ့အလောက်ကပါလဲတခင်အတွက်ပဲအဲ့ဒါကြောင့်ကျွန်တော်တို့ခံစားရတဲ့ကောင်းချီးမင်္ဂလာတွေကျွန်တော်တို့တခင်အတွက်နေဒီပြည့်စင်မြတ်ဒီပြည့်စင်ပေးရတယ်အဲ့ဒါနှုတ်ဆက်မှုပဲဝိညာဉ်ကြီးရနှုတ်ဆက်မှုပဲအဲ့ဒါကြောင့်ဘုရားကြောင့်မလာတဲ့လူတယောက်ကပါဖြစ်လဲဘယ်တော့မှစုမတော်ဘူးဆိုတာသိချတယ်ဘုရားကြောင့်မလာတဲ့ကုံဟံမလာတဲ့လူတွေကနော်သမီးမစားဘူးကျက်စားမှာဖတ်ဘူးဆိုတာသိချတယ်ဘုရားကြောင့်တစ်ခါတလေမှလာတဲ့လူကသူ့သခင်အတွက်ပေးကမ်းမှုမရှိဘူးဆိုတာသိချတယ်အဲ့ဒါကြောင့်ဒီတုတ်ကိုဒီနေ့လုံးဝမမဲနဲ့ဘုရားသခင်ကရွေးနှောက်ခြင်းအကြောင်းကအဲ့ဒါပဲကျွန်တော်အပိတိအားလုံးကာယကဝစီကမနောကအားလုံးကိုခွင့်လွှတ်ပေးတာဖိလွှတ်ပေးတာအဲ့ဒါကြောင့်ပဲဆိုတော့ဒီဆရာတယောက်က Facebook မှာမနေ့ညကတရားဟောတာတွေ့တော့ကာယကဝစီကမနောကဘောလုံးကငါးကဆိုတော့ဗမာလိကကာယကဝစီကမနောကဘောလုံးကရီကအဲ့လိုပြောတာတော့ကျွန်တော်အရင်ကြီးတယ်ပြောချင်တာကပါလေကျွန်တော်တို့နေ့စဉ်နဲ့ဘောကကျူးလွန်နေတဲ့ကာယကဝစီကမနောကလောဘဒေါသမောဟတွေကယေရှုခရစ်တော်အတွေ့အဖြစ်ကျွန်တော်တို့အားလုံးကျူးလွန်နေတဲ့ဟာဖြီးဖက်ပြီးတော့ခွင့်ရပြတာဖြစ်တယ်။အဲဒါစီပါပြီးတော့ဇွေးနှောက်ချင်းလူပြတဲ့ခင်ကတော့ရှင်ပေါလုကတုံထားတယ်။ရှင်ပေါလုကပါပြီးတော့ဇွေးနှောက်ချင်းလူတုံထားတယ်ဆိုတော့ကျွန်တော်တို့ဖျားသခင်ကကျွန်တော်တို့ဖန်ဆင်းတဲ့ချိန်မှာသူ့ပန်ပုံတရံတော်တဲ့အင်းသူ့ရဲ့ပုံစံနဲ့ကျွန်တော်တို့ကိုဖန်ဆင်းထားပြီးတော့သူ့ရဲ့အသက်ဝိညာဉ်ကိုနောက်တွန်းပြီးမှကျွန်တော်တို့ဟာသက်ရှင်သောလူသက်တော်ဖြစ်လာတယ်။ဖျားနဲ့တူတယ်။ဖျားရဲ့ပုံရိပ်ဖြစ်တယ်။ယေရှုခရစ်တော်ကကျွန်တော်တို့ဖတ်တော်ရတာပဲမမင်နာတော့ဖျားသခင်ရဲ့ပုံရိပ်ဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်ဟာကျွန်တော်တို့အတွက်တာအကြီးဆုံးဖြစ်တယ်။ဟာလေလုယာ။အဲ့ဒါဆိုကျွန်တော်တို့ဒီဖျားသခင်ပုံတရားတော်နဲ့ညီဖန်ဆင်းထားတဲ့လူတယောက်ဟာအပိကျူးလွန်တာနဲ့ဖျားနဲ့ကင်းကွယ်တဲ့အတွက်ကြောင့်ဒီမှာပြင်းနေရွှေလို့ချင်းဆိုတော့ဘာဖြစ်လို့တော့လဲဆိုတော့လူတွေကိုဖန်ဆင်းတဲ့အချိန်မှာပထမဆုံးပါတွေ့ဖန်ဆင်းခဲ့တယ်လေဆိုတော့သူနဲ့မိတ်တာရောက်ခွင့်သူနဲ့အမေကမိတ်တာရောက်ခွင့်ဖျားတဲ့ခင်ကလူကိုဖန်ဆင်းတာဖြစ်တယ်အပြစ်မကျူးလွန်မြဲတာအပြစ်မှာဘယ်လိုပြောမလဲအပြစ်လွန်ထဲမှာမချစ်ရောက်ခင်မှာအာဒမ်နဲ့ဝတ်မှာဖျားတဲ့ခင်ကညနေတိုင်းမှာလာပြီးတော့လာတယ်အတူတူကနေတယ်ထမ်းတယ်ပြောတယ်ဆိုတယ်ကြောက်ရွံ့ခြင်းလည်းမရှိဘူးဆက်ကြောက်ခြင်းလည်းမရှိဘူးအမေကဖေလို့မိတ်တာရောက်ခွင့်တာနံပါတ်1ကဘုရားသခင်ကလူကိုဖန်ဆင်းတဲ့ချိန်မှာတည်ဘူးဖန်ဆင်းတာမဟုတ်ဘူးသူနဲ့ထာဝရအသက်ရှင်ဖို့ရတယ်နော်တလုံးကလုံးမှာလူတွေကိုပက်ပွက်ပြီးတော့နော်အမေကဘုရားရဲ့အမှုတော်ကိုဆောင်ဖို့ရတယ်နော်ဘုရားအတွက်ကျွန်တော်တို့ဘုရားရဲ့ဘုရားထင်ရှားဖို့ရတယ်နော်အလောက်လို့ကောင်းသောအလောက်လို့လူကိုဖန်ဆင်းထားတာဖြစ်တယ်သူ့ပုံစံနဲ့သူ့ပုံနဲ့ဖန်ဆင်းထားတာဖြစ်တယ်ဒါပေမဲ့အာဒမ်ရဲ့အပြစ်အောင်လူသားတွေအားလုံးကအပြစ်တွေနဲ့ကြက်လာတဲ့ချိန်မှာဘယ်သူနဲ့ကျွန်တော်တို့ဆက်သွယ်ခဲ့တယ်စာတန်မာနရဲ့ကျေးဇူးဘဝမှာတော့ခဲ့စာတန်မာနရဲ့ကျုပ်ဘဝကိုကျွန်တော်လုပ်ခဲ့တယ်အဲ့ဒါကိုဘုရားသခင်ကထာဝရငရဲမှာလွတ်မြောက်လာဖို့ရတဲ့သူ့သားယေရှုခရစ်တော်ကိုဆင်လွှဲပြီးတော့ကျွန်တော်တို့အတွက်အသေးခံပြီးတဲ့တာမကပဲနဲ့ကျွန်တော်တို့ကိုစာတန်မာနရဲ့ကျေးဇူးဘဝကလည်းလွတ်မြောက်ဖို့ရတဲ့ကျွန်တော်တို့အပြစ်တွေအားလုံးကိုဖိလွှဲပြီးတော့ပြန်လဲပြီးတော့ဆွေးနွေးတာဖြစ်တယ်ဟာလေလုယာပါပြီးတော့လေအစတရေကဖျားရဲ့တာသမီးတွေဖြစ်တဲ့ဘူးအပြစ်ကြောင့်စာတန်မာနရဲ့တာသမီးတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစာတန်မာနရှိကလည်းကျွန်တော်တို့ပြန်လဲဆွေးနွေးတာဖြစ်တယ်ဘလို့မှုမဲ့ခဲ့တယ်လေဆိုတော့အဲ့ဒီပြန်လဲဆွေးနွေးဖို့ရတဲ့ဖျားသခင်ကိုယ်တိုင်ကသူ့ရဲ့တာကိုတုံ့ပြန်ပြီးတော့သူ့ရဲ့တာရဲ့တွဲတော်အဖြစ်ကျွန်တော်တို့ပြန်လဲဆွေးနွေးတာဖြစ်တယ်ဘယ်သူထမ်းပါလဲစာတန်မာနထမ်းပါဒါပေမဲ့စာတန်မာနကအဲ့ဒီယေရှုခရစ်တော်အသွေးကိုမရလိုက်ခဲ့ဘူးအဲ့ဒါစဉ်းစားတော့ဓမ္မကျမ်းစာအဟုတ်ပဲကောင်းတာ
ဖယားသခင်ကသူ့သားရဲ့တွေ့လို့အဖြစ်စာတမန်နိုင်ရဲ့ကျွေးဘဝကလည်းဇွိလုံးပြီးတော့အဖို့အခါကအဲ့ဒါတွေ့တော့ပဲဒါပေမဲ့အတွေ့တော့ကစာတမန်ကပြည့်ပြီးတော့မရလိမ့်မယ်ဘူးအဲ့ဒီစာတမန်ရဲ့ကျင့်ကြံဘဝကလည်းကျွန်တော်တို့လွတ်မြောက်ပြီးတော့အဖြစ်ကိုဖြစ်လွတ်ပြီးမှဖယားသခင်တာသမီပြန်ဖြစ်လာတယ်ဆိုတော့အဲ့ဒီအတွေ့တော့လည်းယေရှုခရစ်တော်ကခမည်းတော်ထံမှာတော့ပြလိုက်တယ်ခမည်းတော်ဒီအတွေ့တော်အဖြစ်ဒီတာသမီတွေအားလုံးကြည်ကမှာရှိတဲ့ယုံကြည်သူတာသမီတွေအားလုံးမှာဒီအတွေ့တော်အဖြစ်သူတို့အဖြစ်ကိုကျွန်တော်ဖြစ်လွတ်လိုက်ပြီကျွန်တော်တူလုံးပြီဆိုတော့တားတော်ကခမည်းတော်ထံမှာသူ့တွေ့တော်ကိုယူဆောင်လာတဲ့အချိန်မှာအဲ့ဒီအတွေ့တော်လည်းဖယားသခင်ကရတယ်ဟာလေလုယာကျွန်တော်တို့တာတဲ့စေတစာရမဏရဲ့ကျင့်ကြံဘဝကလည်းကျွန်တော်တို့အားလုံးဒီဖယားသခင်ကပြည့်ရတယ်ဟာလေလုယာအဲ့ဒါတော့စာရမဏကဘာမှမရတော့ဘူးယေရှုခရစ်တော်အတွေ့တော်လည်းမရဘူးစာတမန်ရဲ့ကျင့်ဖို့ကလည်းကျွန်တော်တို့ပြည့်လေလို့မျိုးပြီဆိုတော့စာတမန်အရာရှိရှုနေဘုကမေယစဒတ်မေဆတ်အဘန်ကူတော့ကခမရဖျားကိုကျွန်တော်တို့မကူကွယ်ဘူးကျွန်တော်တို့ဖျားသခင်ကကဲတင်ဒီဖြစ်စေမကဲတင်ဒီဖြစ်စေဒီယုံလို့ဆိုမှကျွန်တော်တို့ဘယ်တော့မှဒုမထောက်ဘူးမကူကွယ်ဘူးလို့စဒတ်မေဆတ်အဘန်ကူကပြောတဲ့ချိန်မှာနေဘုကနေဇာရေပါဖြစ်လေသူအရာဆက်ရှုပြီးတော့မျက်နှာတော်ပါဖြစ်လေဘာမှလို့ပြောတဲ့ဘူးမျက်နှာတော်ကလုံးဝကြည့်လို့မကောင်းအောင်ပေါ့နော်ပါဆက်ကြီးရွှဲတဲ့မျက်စိကြီးရွှဲတဲ့အရာဆက်ရှုတယ်လို့ပြောတယ်အဲ့လိုပဲစာခုအချိန်စာတာဘာနာဟာယေရှုခရစ်တော်အသွေးတော်လည်းမရဘူးယေရှုခရစ်တော်ဇွဲပြည့်လေရွှဲလို့တဲ့အသွေးတော်လည်းဖျားသခင်ပြန်ရတယ်ကျွန်တော်တို့တာသမီးတွေအားလုံးလည်းဖျားသခင်ပဲပြန်ရတယ်ဆိုတော့စာတန်ကဆုံးနဲ့ပဲရင်ဆိုင်ရတယ်ဟာလေလုယာစာတန်ဆုံးသွားပြီသူတို့စာတမန်ကခုပါတော့လေအရာဆက်ရှုတယ်အရာဆိုင်ဆိုတော့စာတမန်ကဒီလိုဒီကိုကျွန်တော်တို့ကိုပြင်ရဖို့ပဲကစာတမန်ကကြိုးစားတယ်20နာရီသူမအားဘူးအလောက်လောက်တယ်အရှင်တို့ကတော့ပြောမယ် night club ဒီမှာလောက်တယ် stage show ဒီမှာလောက်တယ်ဘုံစံဒီမှာလောက်တယ်အရက်စံဒီမှာလောက်တယ်အခုလုံးလို့ဆိုတော့ယုံကြည်သူသားသမီးတွေကနော်အဲ့ဒီ stage show လေးတိတ်မတော်ချင်ကြတော့ဘူး night club လည်းတိတ်မတော်ချင်ကြဘူးဒါပေမဲ့စာတမန်ကအကျဉ်းလင်းပါတယ်ဖျားเจ้าဒီမှာပါယူဆောင်လာတယ် music တွေ song book တွေ technology ယူဆောင်လာတယ်တချို့တော့အတင်းတော်တွေမှာနော်ဒီနေ့ကျွန်တော်တို့ဖျားကိုကိုကိုွယ်ရဝက်ပြုတ်တယ် fellowship လုပ်တယ်ကောင်းပါတယ်ဒါပေမဲ့ night club ပုံစံအများကြီးဖြစ်သွားတယ်အဲ့ဒါစာတမန်အတုံးပြောတယ် music ကိုစာတမန်အတုံးပြောတယ်အမှန်ဆိုရင် music ဆိုတာကအမှန်ဆိုရင်စာလကြမှာတချိဆိုတဲ့ချိန်မှာဒီထားတဲ့ဟာတွေကလည်းဒီနေ့သုံးတဲ့ဟာတွေကတခြားစီဖြစ်သွားတယ်ကောင်းတဲ့ဒီဖျားသခင်ချင်းမွန်ပူရဒီဟာလေးတွေကလည်းစတင်ခဲ့တယ်လေ night club ကလည်းစတင်လာတယ်အဲ့ဒါမျိုးတွေကြောင့်ပဲချင်းရတယ်နောက်မှာပြောတယ်ဆိုတော့ဒီနေ့အချင်းကစာတမန်နိုင်လင်လေချင်းတွေးဆောင်ချင်းဟာပူပြီးတော့မြန်ဆန်လာမအား one second မှာtelegram လို့ခေါ်တယ် one second မှာတကဘာလို့မရှိတဲ့သူ့အဖွဲ့တွေကိုသူကအတိပေးတာနဲ့စာတမန်ကဒီမလေးရှားမဟုတ်ဘူးအမေရိကန်ချင်းပြည်နယ်မတူပြီးနေရဆိုတကဘာလို့ကို telegram တမီနစ်တစ်စက္ကန့်ထဲမှာကိုလုံးလောက်တယ်သူ့လူတွေတကဘာလို့မှသူဖြတ်တယ်အဲ့ဒါတော့စာတမန်ကကျွန်တော်တို့ကအမေရိကန်တွေးဆောင်တယ်ဟင်းဆရာပြတယ်အဲ့ဒါတော့နောက်ကပတ်တော်မှာဖက်ပဲနဲ့စုမတော်ပဲနဲ့အသက်မရှင်ပဲနဲ့ကျွန်တော်တို့ဘယ်တော့မှစာတမန်ကကုနာမှာမဟုတ်မပြောနဲ့ယေရှုခရစ်တော်မှာမနာသူကဆုဆန်ရတာလေဂျောဘာတော့တတ်တာကြည့်တယ်မလားအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့တက်ချထားဖို့ယုံကြည်သူကျွန်တော်ဟာကဲတင်ချင်းရပြီကျွန်တော်ဖျားသခင်ကရွေးကောက်ပြီဆိုတဲ့ဟာနဲ့ကျွန်တော်တို့ကမပြီးသေးစာတမန်ရဲ့နော်ဆုဆန်လို့ဆက်ချင်းကလည်းကျွန်တော်တို့လွတ်မြောက်ဖို့ကအရင်အရေးကြီးတယ်ဆိုတော့ရောမအခန်းကြီး33ကိုကျွန်တော်ပြန်ဖတ်ချင်ပါတယ်အပေကြောင့်ဒီဟူမူကားလူပေါင်းတို့ဒီဒုစရိတ်ကိုပြုတ်ရဘုရားသခင်ရှိတော်နဲ့အတ္တကြီးပြည့်ကြပြီယေရှုခရစ်တော်ကျွန်တော်တို့ကိုသောအဖြစ်အဖို့ကိုမပေပဲဘုရားသခင်နဲ့ကျေးဇူးတော်ကြောင့်ဖြတ်မရတော့ရုပ်ဖြစ်၏နော်အဖို့ကိုမပေပဲနဲ့ဘုရားသခင်နဲ့ကျေးဇူးတော်ကြောင့်မလုပ်နဲ့ဖြတ်မရတော့ရုပ်ဖြစ်၏တဲ့ဘုရားသခင်ဒီတဲ့တေခါတော်မူ၍တဲ့လွင်ခဲ့ပြီးတော့ဒုစရိုက်အပြစ်များကိုဘတ်တော်မမူကဲလွင်ခဲ့ပြီးတော့အပြစ်ဒုစရိုက်များကိုမတ်တော်မမူတဲ့ဖြတ်မခြင်းတရားကိုထင်ရှားစေခြင်းကယေရှုကိုယုံကြည်တော်သူအပြစ်ကိုလွတ်မြောက်တော်မူသောယေရှုခရစ်တော်အသွေးတော်ကိုယုံကြည်ခြင်းအပြင်ထိုခရစ်တော်ကို
အပိဖြစ်เสียအကြောင်းဖြစ်စေခြင်းကခက်ထတော်မူ၏ဟာလေလုယာကျွန်တော်တို့ရဲ့လောက်ချင်းပြုခြင်းကချင်းဘာတစ်ခုမှမပါဒါပေမဲ့ကျွန်တော်တို့ယေရှုခရစ်တော်အသွေးတော်အဖြစ်ဖြစ်နေရှင်တို့ချင်းခံရပြီးအပိဖြစ်တို့ချင်းခံရပြီးကျွန်တော်တို့တင်ရမယ့်အစာယေရှုခရစ်တော်ကတည်ပေးပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်အသေးခံတဲ့လူတွေကျွန်တော်တို့ကအသက်ရှင်ဖို့လိုတာကိုပြောချင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ယေရှုခရစ်တော်ဟာခက်ထတာဖြစ်တယ်ကျမ်းစာမှာပြောလဲကျွန်တော်အဖေအခန်းကြီး1အငယ်လေးဖြစ်ဒုတိမိုသေဒုတိယစာဆောင်အခန်းကြီး1အငယ်ကိုပေတရုပထမစာဆောင်အခန်းကြီး1အငယ်20ကိုရိန္သုပထမစာဆောင်အခန်းကြီး2အငယ်9တို့မှာပြောလဲကျွန်တော် before the foundation of the world ဒီလောကနဲ့ကောင်းကင်မြေကြီးမတည်ခင်ကလေးကယေရှုခရစ်တော်အထက်နဲ့ငါတို့ကြီးရွေးနှောက်ခြင်းကိုခံရပြီဟာလေလုယာကျွန်တော်တို့မမွေးဖွားခင်ကလေးကနော်ကောင်းကင်နဲ့မြေကြီးမတိုင်ခင်ကလေးကနော်အရာအလုံးမဆခင်ကလေးကကျွန်တော်တို့ဟာယေရှုခရစ်တော်အထက်မှာကျွန်တော်တို့ကိုရွေးနှောက်ပြီးသားဖြစ်တယ်ဘာဖြစ်လို့လဲဖခင်သခင်ရဲ့ဖို့တော့ဖခင်အတွက်ဒီနေ့မနေ့တော့ကတူတူပဲပြောင်းလဲခြင်းမရှိဘူးတနေ့ဒီနေ့တစ်ထောင်ဒီတနေ့တည့်ရဖြစ်တယ်ဖခင်သခင်အတွက်နေ့ရက်လာမရှိဘူးနေ့မရှိဘူးဘာဖြစ်လို့လဲဒီလူသားရဲ့ငါဖန်ဆင်းမယ်ငါပူရဲ့ပုံစံပူပေါ်ဖန်ဆင်းမယ်ငါပူတရနဲ့ဖန်ဆင်းမယ်ဒါပေမဲ့ဒီလူတွေကငါစကားကုနာမထောင်မနဲ့အပိကျူလူမျိုးတော့စကားမာလိုက်ချက်ချဘောထေရောက်လာတယ်မယ်အဲ့ဒီချိန်မှာကျွန်တော်ကပြည့်နေရတော့မယ်ဆိုတာအရှိအကုန်လုံးရှိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်လောကီကိုမတိုင်ခင်ကလေးကတတ်တော်တူငယ်ရှိပြီးတော့ယောဟန်ကပပိယယောဟန်ကယေရှုခရစ်တော်ကိုနိချင်းပြပူလာတဲ့ချိန်မှာသူပြောတယ်ကပမေကြီးအပိကူတေဆောတော်သူနော်ကောင်းကင်နဲ့မြေကြီးမတိုင်ခင်ကလေးကတတ်တော်တူနေပပိယယောဟန်ကပြောတာဆိုတော့ဒီနေ့ပြောချင်တာကကျွန်တော်တို့ဒီကျွန်တော်တို့အမိဘောပဲထိကနေမမွေးခင်ကလေးကအပိကလည်းမွေးဖွားမဲ့လူသားဖြစ်တဲ့အတွက်ကြောင့်စာတမန်နာရဲ့ကျင့်ကြံဘောဖြစ်တဲ့ဆိုတော့ဘုရားသခင်ဒီမှာပြောတယ်ဒါပေမဲ့အဲ့ဒီစာတမန်နာရဲ့ကျင့်ကြံဘောကလည်းကျွန်တော်တို့ကိုယေရှုခရစ်တော်တွေ့တော်ဖြစ်ပြည့်နေရွေးဖို့ပြီးသားဖြစ်တယ်ဒီနေ့အကြောင်းကိုရှာပြနေပြီးတော့ဝေပြတာဖြစ်တယ်ယုံကြည်တော်သူအပေါင်းတို့အတွက်လို့ပြောထားတယ်နော်ယုံကြည်တော်သူအပေါင်းတို့အတွက်သူတို့ရဲ့သူဆရာပြည့်ပြအားလုံးကိုဖိလွှတ်ပြီးတော့တဲ့အဖူးကိုမပေးဘဲနဲ့တဲ့နော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်မချင်းတရားကိုကြားတာဖြစ်တယ်နော်ဒီမှာလွင်ခဲ့ပြီးတော့ဒုဆရာပြည့်မြောက်ကိုမတ်တော်မူဟာလေလုယာဒီနေ့ယုံကြည်တဲ့နေ့ကလည်းဆက်ပြီးတော့ဘုရားသခင်ကဝိညာဉ်တော်ကိုကျွန်တော်တို့ရှိမှဆင်းလွှတ်ပြီးတော့အဲ့ဒီဝိညာဉ်တော်ကယေရှုခရစ်တော်အထက်မှာဗတ်တရားပေးတယ်ကျွန်တော်ဗတ်တရားမဟုတ်လို့ရှိပြီဆိုတာနော်ဝိညာဉ်တော်ဗတ်တရားဆိုတာထလာဝီဒီပီပြကန်တီမီနော်ဝိညာဉ်တော်ဗတ်တရားဆိုတာနော် Holy Spirit of baptism of Holy Spirit ဆိုတာကနော်ဘာရဒီမဟုတ်ဘူးအဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့ဟာယေရှုခရစ်တော်အထက်မှာနော်နိချစ်ပေးတာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်အထက်မှာကျွန်တော်တို့နေပြီးပြီဆိုဆက်တဆုမောင်းအေးနာကျွန်တော်တို့ဟာဒီတဆုဖြစ်တယ်ယေရှုခရစ်တော်ကကျွန်တော်လက်အဲ့ဒါဝိညာဉ်တော်ကဘုရားသခင်ကဝိညာဉ်တော်ကိုကျွန်တော်တို့ကူညီဖို့လာပြဖို့ဆေလွတ်တဲ့အချိန်မှာဝိညာဉ်တော်ကျွန်တော်တို့အထက်ဝင်လာတဲ့ကျွန်တော်တို့ဒီယေရှုခရစ်တော်အထက်မှာမြင့်ချင်းပေးတာဖြစ်တယ်။ကြီးမပါဘူးနော်။ဝိညာဉ်တော်ကယေရှုခရစ်တော်အထက်မှာဗတ်တီတော်ဆိုတာကအထက်မှာနိပေးတာ။ကျွန်တော်တို့လုံးဝမပေါ်တော့မြင်လားမမြင်ဘူးမတူမြင်လဲယေရှုခရစ်တော်ဟာလေလုယာအဲ့ဒါတော့ဘုရားသခင်ကကျွန်တော်တို့တမတော်ကိုမမြင်တော့ဘဲယေရှုကိုမြင်လာတဲ့အချိန်မှာကျွန်တော်တို့ကျူးလွန်ခဲ့တဲ့အိုးအရှင်လူကကျူးလွန်ခဲ့တဲ့အရာတွေအားလုံးဟာမပြီးတော့ပဲတဲ့နော်ဖျက်မချင်းတရားတော့ခက်တဲ့ချင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါဝိညာဉ်တော်ရဲ့ဝတ်တရားဆိုတာအဲ့ဒါကိုဆိုလို့ချင်းဖြစ်တယ်နော်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ကျမတို့ဟာယေရှုခရစ်တော်အထက်မှာကျွန်တော်တို့ဝိညာဉ်တော်ကဗုဒ္ဓရာပေးပြီးယေရှုခရစ်တော်အထက်မှာကျွန်တော်တို့နေပြီးဆိုတော့ယေရှုကပြောတယ်ငါလက်ထက်ကလည်းဘယ်သူကမှဗါလဲဘာပြောလဲယေရှုကပြောပါအောင်ငါလက်ထက်ကလည်းဘယ်သူကမှမနှောက်ယူနိုင်တော့ဘူးဟာလေလုယာကျွန်တော်တို့ကအပိကျွန်တော်တို့ရဲ့အပိကျွန်တော်တို့ရဲ့ကျူးလွန်နေတဲ့အရာတွေခိုးတာပြုတ်တာအားလုံးဖခင်သခင်မမြင်ဘူးဗာမြင်လဲသူ့သားကိုပဲမြင်တယ်အဲ့ဒါကြောင့်ငါမှတပန်းခမဲတော်ထံဘယ်သူမှမတော်နိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ခမဲတော်ထံရောက်လာတာကဖခင်သခင်ရဲ့ခွင့်လွှတ်ခြင်းဆိုတာကယေရှုခရစ်တော်အထက်မှာကျွန်တော်တို့နေလို့တာဖြစ်တယ်ဟာလေလုယာဟောဆရာပြောပြကြတော့မကြည့်ဘူးနောက်ဆုံးပြောချင်တာက
ကျွန်တော်တို့ချစ်တော်မှလည်းတို့ကတိုင်းတော်ရှိကြတာလေဟုတ်တယ်မလားဘောင်းမှလည်းရှိတယ်မလားဆရာမရှိဘူးလားရှိတယ်တင်းချီမှလည်းရှိတယ်နော်အဲ့ဒီတိုင်းကကျွန်တော်ကားရှိကလည်းမဝေးလားမဝေးဘူးလေရှိလေလေလည်းမဝေးလားမဝေးဘူးနော်ကျွန်တော်တို့တွားတဲ့နေရာတမှာသူပါတော့တယ်ဟုတ်တယ်မလားချောင်းတွားရင်လည်းပါတယ်တောင်ရတွားရင်လည်းပါတယ်ကျွန်တော်မြင်းစီလည်းသူပါတော့တယ်ဘာဖြစ်လို့လဲကျွန်တော်အချင်းမှရှိတာလေဟုတ်တယ်မလားအဲ့လိုပဲကျွန်တော်ယေရှုခရစ်တော်အချင်းမှနေပြီဆိုရင်ဘယ်သူကမှကင်းလို့မရတော့ဘူးခမင်းတော်ထိုင်ရောက်မယ်ဟာလေလုယာကောင်းကင်နိုင်ငံငါတို့အတွက်ပြင်ဆင်ထားတာဖြစ်တယ်ဟာလေလုယာရှင်မတဲ့အခန်းကြီးလေးစစ်ကြီးအခန်းကြီးလေးစစ်ကြီးငင်50လေ25လေးစစ်ကြီးဖြစ်နေအဲ့ဒါမှဘာပြောလဲအိုးဒီတော့လက်ဝဲဖေးမှာရှိတဲ့လူကိုပေါ့နော်စာတန်မာနနဲ့အပေါင်းဖော်ရတဲ့ဘာဖြစ်ပြင်ဆင်ထားတဲ့ငရေကိုသွားပါလို့ပြောမယ်တကယ်တော့ငရေဟာကျွန်တော်တို့အတွက်ဖန်ဆင်းတာမဟုတ်ဘူးစာတန်မာနရဲ့အပေါင်းဖော်တဲ့ဖန်ဆင်းတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအပိဖိလွှတ်ခြင်းကိုမယုံမဲ့နဲ့ကျွန်တော်တို့အတွက်ယေရှုခရစ်တော်လက်ဝါးကတာမှာတေခံပြီးဆိုတော့ကျွန်တော်တို့မယုံဘူးဆိုရင်စာတန်မာနအတွက်ဖန်ဆင်းထားတဲ့ငရေကိုကျွန်တော်တို့သွားဒီနေ့ဆရာပါပြောချင်တယ်လို့ဆိုကိုဆွေးချက်ပါခွင့်ရှိတယ်ကျွန်တော်တို့အချင်းရှိတယ်ကျွန်တော်တို့မျက်စိမြင်လို့ရတယ်ကျွန်တော်တို့နောက်ဆုံးပြောမယ်ကျေးဇူးတော်နှစခန်းစားနေရတဲ့အချိန်မှာမျက်စိနှစ်ဖက်မြင်လာတဲ့အချိန်မှာနားနှစ်ဖက်ကျက်လာတဲ့အချိန်မှာခြေလက်တွေလှုပ်ရှားလာတဲ့အချိန်မှာဒီဟာဒီအားလုံးကကျွန်တော်တို့အတွက်အတည်ပေးတဲ့ယေရှုခရစ်တော်အတွက်ကျွန်တော်တို့ကိုတွေ့ရအဖြစ်ဆုံးပေးတဲ့ဘုရားသခင်နိုင်ငံတော်အတွက်ကျွန်တော်တို့အသက်ရှင်ဖို့ဘုရားလူတော်ရှိတယ်ဒီနေ့မျက်စိနှစ်ဖက်ရှိတဲ့မကမြင်လာတဲ့လူတွေများရှိတယ်နားနှစ်ဖက်ရှိပေမဲ့မကျက်လာတဲ့လူတွေများရှိတယ်ချင်းချုပ်လက်တွေရှိပေမဲ့မဟုတ်ရှာလာတဲ့မတွားလာတဲ့လူတွေများရှိတယ်ဒီနေ့ကျွန်တော်တို့ဟာကျေးဇူးတော်နဲ့ဆက်ခံစားနေတဲ့အချိန်မှာဘုရားရဲ့အမှုတော်အတွက်ဘုရားရဲ့နိုင်ငံတော်အတွက်ဘုရားအတွက်ကျွန်တော်တို့အတွက်ကျွန်တော်တို့မိသားစုအတွက်ကျွန်တော်တို့ Gilbert family အတွက်အသက်ရှင်ဖို့ရတဲ့အားလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်ချင်ပါတယ်။နောက်ကပတ်တော်အဖြစ်ပြောတော့အရာအားလုံးမှာကျွန်တော်တို့အရောက်ရှိတာကိုပြည့်တဲ့ကောင်းချီးပါစေ။ကျေးဇူးပါတယ်။ Wigino Paya Nation and Lapu Song Chindi. In a Piago Chimun Kukwe, what you thought of Yosita, a woman. The name of Sayo Kalasin, Time Tisibaseto. Amen.